ကဲဒီဇင်ဘာလရဲ့အေးဆုံးကာလပေါ့နော်အခုကတော့စောင်းနေတောင်နှင်းနေတောင်ကြာနေတဲ့အချိန်မှာဒီမှာကားကြီးတစ်စီးကားသေးတစ်စီးပစ္စည်းတွေပို့ဖို့ ready လုပ်နေတယ်ပေါ့ဗျာမနက်ကင်းစောစောကြီးကိုပဲဟောဒီမှာကျွန်တော်ရဲ့လူတွေအသေးအတန်ကိုစူးစမ်းနေပါတယ်ဒီမှာ parcel တွေထုတ်နေပါတယ်အော်ဒါတွေကထောက်လျှောက်ကြနေတာပါအော်ဒါတွေရမ်းများနေတာပါလက်လီထုတ်တဲ့အဖွဲလက်ကားထုတ်တဲ့အဖွဲကားပေါ်တင်တဲ့အဖွဲအခုလိုလက်လီလက်ကရောင်းရတဲ့တက်အောင်ထောက်လျှောက်ဟောဒီဘက်မှာခံရောင်းနေတဲ့သူတွေ3ယောက်ပေါ့ဗျာနာမည်ကဘယ်သူနာမည်လေးကဘယ်သူဟောအေးနာမည်ပြောတော့ကြီးတာဟီဟီတဲ့သူ့နာမည်ကဒီရောင်းသမားလေးကစုစုပါကဲဟောဒီကရောင်းသမားလေးကခိုင်တယ်လေးပါဟုတ်ပါလေနော်ဟောဒီဘက်ကဘယ်သူလေးတော့ကဲဒီဘက်ကတော့လက်လီမမတွေပါနော်လက်လီမမတွေပါကဲနှုတ်ဆက်လိုက်ပါဦးကဲနှုတ်ဆက်လိုက်ကြပါဦးလက်လီမမကဲဒါတော့ဟိုကတော့ခိုင်းကျုပ်ကြီးပေါ့နော်ခေါင်းဆောင်ကဲညီလေးတို့နှုတ်ဆက်လိုက်ပါဦးကဲညီလေးတို့နေရာမင်းသား6ဒါတော့ကျွန်တော်စီမှာမင်းသား3ယောက်ရှိတယ်ဒီဘက်ကတော့ရှမ်းမင်းသားလေးပေါ့နော်ဒီကတော့ဗာမင်းသားတော့တယုံမင်းသားမင်းအသားရည်နဲ့နည်းနည်းကြည့်ပြီးပြောအောင်တယုံမင်းသားဟုတ်ပြီ